နှာခေါင်းကိုကြည့်လူကိုသိဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးပါမယ်။ပုံမှာပြထားတဲ့အတိုင်းအလယ်မှစ၍ခုံသောနှာခေါင်းအလယ်မှာခုံကုန်းလေးဖြစ်နေသောနှာခေါင်းဖြစ်တယ်။စိတ်ကူးရင်ကောင်းသောစိတ်ကူးမြင့်တက်သောစိတ်ကြီးဝင်တတ်သောနှာခေါင်းဟုလည်းခေါ်တယ်။ဒါပေမဲ့အကျိုးမဲတဲ့ထဲကမဟုတ်ဘူး။အကျိုးပြုတဲ့အမျိုးအစားထဲကဖြစ်တယ်။ဤနှာခေါင်းမျိုးစီသူများသည်မဖြစ်နိုင်လောက်အောင်ပင်စိတ်ကူးရင်ကောင်းတတ်ကြတယ်။မြင့်ကြံရာမှာမဖြစ်နိုင်သည်ကိုပင်ကြံသူများဖြစ်ကြတယ်။အခြားသူများအကျိုးကိုအကာအကွယ်လုပ်ပေးတတ်တယ်။သူ့မှာထိရောက်လုံနိုင်စွမ်းရှိတယ်။တတိလည်းရှိတယ်ပေါ့။ဒါပေမဲ့အတိုက်ခိုက်ဝါသနာမရှိဘူး။မိတ်ဆွေများအတွက်မူအကာအကွယ်ပြုပေးတတ်ကြတယ်။သူတို့ဟာသူတစ်ပါးအကျိုးသူတစ်ပါးအခွင့်အရေးကိုကျူးလွန်စော်ကားသည်ဟုကြားရရင်လွန်စွာမှစိတ်ထိခိုက်တတ်ကြတယ်။ကလေးသူငယ်များရိုးသားသူများအားနည်းသူများနွမ်းပါသူများကိုစော်ကားမော်ကားပြုသည်ညှဉ်းပန်းသည်ဟုကြားရရင်အလွန်ပဲစိတ်မကောင်းဖြစ်တတ်ကြတယ်။သူတို့ကအများအတွက်သာအကာအကွယ်ပြုပေးတတ်ပေမဲ့ကိုယ်တိုင်အတွက်တော့အကာအကွယ်မပြုတတ်ကြချေ။